ပဲခူးတိုင်းတာယာဝတီခရိုင်အုပ်ဖို့မြို့နယ်မှာစစ်မှုထမ်းခိုင်းဖို့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးရာမှာပါဝင်နေတဲ့ရာအိမ်မူပြူစောထီခေါင်းဆောင်ကိုဧပြီလ10ရက်နေ့မှာပြစ်ခတ်ရှင်းလင်းခဲ့လို့သေဆုံးသွားတယ်လို့မြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့ကဒီကနေ့သတင်းထုတ်ပြန်လိုက်ပါတယ်ဧပြီလ10ရက်နေ့မိုးလက်တနိုင်လောက်မှာအုပ်ဖို့မြို့နယ်တရက်နှစ်ဖြားလိန်အုပ်စုအောင်းတီစုရွာနေပြူခေါင်းဆောင်ရာအိမ်မူဖိုးပြူဟာကာမရ6အိမ်မြုပ်တက်မှစိုက်ကယ်ဖြစ်တဦးတည်းပြန်လာစဉ်ပေါင်းတီစုကျေးရွာအနီးလမ်းမပေါ်အရောက်မှာတာယာဝတီခရိုင်တက်ရင်3800နဲ့တက်ခွေလီမြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့ရဲ့ရဲဘော်တွေကပြစ်ခတ်ရှင်းလင်းခဲ့လို့ဦးကောင်းကြီးတစ်ချက်ထိမှန်သေဆုံးသွားတယ်လို့သိရှိရပါတယ်။သေဆုံးသွားတဲ့ပြူကောင်းဆောင်ထံကလက်ပစ်ပုံတစ်လုံးစိုက်ကယ်တစ်စီးစစ်ကောင်စီတပ်သားများနဲ့ဆက်သွယ်ပြောဆိုထားတဲ့မိုဘိုင်းဖုန်းနှလုံးနဲ့ငွေသား69,000ကျပ်တို့တင်စီရမိခဲ့ပါတယ်။ပြူကောင်းဆောင်ဖိုးပြူဟာတော်လန်ရေးရဲဘော်တွေရဲ့အချက်အလက်တွေကိုစုံစမ်းထောက်လှမ်းပြီးစစ်ကောင်စီတပ်သားထံသတင်းပို့ချိန်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့စစ်သားရဲတွေကိုသူ့အိမ်မှအခန့်ကျွေးမွေးပြီးပြည်သူတို့ရဲ့နေအိမ်တွေကပစ္စည်းတွေခိုးယူခိုင်းခြင်းမီးရှို့ဖို့ချိန်ချောက်ခိုင်းခြင်းတွေလှုံ့ဆော်နေလို့အခုလိုပြစ်ခတ်ရှင်းလင်းရခြင်းဖြစ်တယ်လို့မြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့ကပြောခဲ့ပါတယ်။